လုံးပဲမင်္ဂလာပါဆရာတော်ဟောပြောဆုံးမတာလေးကိုအတူတကွနာယူလိုက်ကြရအောင်အရှင်ဘုရားမေးလျှောက်ခွင့်ပြုပါဗျာတချို့သောသူများသည်ဒုစရိုက်လို့ရချမ်းသာနေကြပြီတချို့သောသူများသည်သူစရိုက်လို့ရဆင်းရဲနေပါတာဘယ်ကျိုးဝိဘက်ကြောက်ပါလဲဘုရားအဲ့ဒါတော့အဖြစ်နှမျိုးရှိတယ်အဖြစ်နှမျိုးကဓမ္မပဒထဲကအဖြစ်ရင်ပြောမယ်မနော်ဓမ္မပဒထဲမှာအဖြစ်ကဘာလဲဆိုတော့သူကကုသိုလ်တွေအကျိုးပေးနေတဲ့အချိန်ဆိုရင်အကုသိုလ်တွေအကျိုးပေးလို့မရအောင်နော်အကုသိုလ်တွေအကျိုးပေးတဲ့အချိန်ဆိုရင်လည်းကုသိုလ်အကျိုးမပေးဘူးဆိုတော့ကုသိုလ်အကုသိုလ်ဆိုတာဒီဘဝမှာလုပ်တာမဟုတ်ဘူးလေအရင်ဘဝလုပ်ခဲ့တာလည်းရှိတယ်အဲ့တော့အရင်ဘဝတော့ကုသိုလ်တွေသူအများကြီးလုပ်ခဲ့တယ်ဒါပေမဲ့ဒီဘဝမှာသူကအကုသိုလ်တွေလုပ်နေတယ်အဲ့တော့သူကြီးဝါးနေတယ်လူတွေမြင်တော့ဟာဒီလူကြီးကအကုသိုလ်လုပ်ငန်းနဲ့ကြီးဝါးနေပါလားလို့မြင်တယ်တကယ်တော့သူအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်လူတွေမမြင်ဘူးအဲ့တော့အခုသူကြီးဝါးနေတာဟာဒီအကုသိုလ်နဲ့သူကြီးဝါးနေတာမဟုတ်ဘူးအတိတ်ဘဝလုပ်ခဲ့တဲ့ကုသိုလ်ကအကျိုးပေးလို့သူကြီးဝါးနေတာလက်ရှိအကုသိုလ်ကြောင့်မဟုတ်ဘူးအဲ့တော့ကုသိုလ်အကျိုးပေးနေတဲ့အချိန်မို့လို့လက်ရှိလုပ်တဲ့အကုသိုလ်ကအကျိုးပေးဖို့အခွင့်မရဖြစ်နေတာဒီတိုင်းပဲတချို့ကုသိုလ်တွေတအားလုပ်တယ်ဘုရားတရားခုနလိုကိုက်ချိုင်နေပေါ့နော်ပဋ္ဌာန်းတွေတအားကျွတ်ဘုရားတနေ့ကို3-4ချိန်ရှိခိုးအဲ့ဘာမှဖြစ်မလာဘူးဖြစ်မလာတော့ကုသိုလ်ဆိုတာမရှိဘူးလားပေါ့နော်ငါတော့လုပ်နေတာဘာမှအကျိုးမပေးပါလားပေါ့ထင်တယ်တကယ်တော့မဟုတ်ဘူးအရင်တော့လုပ်ခဲ့တဲ့အကုသိုလ်တွေဝင်နေတဲ့ခါကျတော့အကုသိုလ်အကျိုးပေးတဲ့အလှည့်ရောက်နေတယ်အလှည့်ရောက်နေတော့ဘာလို့မအောင်မြင်ဖြစ်နေတာအဲ့တော့ဒီကုသိုလ်ကြောင့်မဟုတ်ဘူးဒီကုသိုလ်အလှည့်မရောက်သေးဘူးအရင်အကုသိုလ်စီနီယာရောက်ဝင်နေတာ तू ကအဲ့သဘောဒါကနံပါတ်1ဓမ္မပဒမှာအဖြစ်ဥပမာလေးဗာပေးလဲဆိုတော့မိကြီးခဲတွေကိုအပေါ်ကပြားတွေအုပ်ထားတယ်တဲ့အဲ့တော့ပြားတွေအုပ်ထားတော့လူတယောက်ကအဲ့ဒီပြားကိုနင်းလိုက်မယ်ဆိုချက်ချင်းမပူဘူးဟုတ်တော့မိကြီးခဲကအောက်ဆုံးမှာရှိတယ်အပေါ်ကပြားတွေဖုံးနေတော့ပြားကိုကြော်ပြီးခါမှအပူတန်းကရောက်လာမှာအဲ့တော့ပြားခန်းနေတယ်ချက်ချင်းမပူဘူးအဲ့ပြားကိုကြော်ပြီးမှပူမှာအဲ့တိုင်းပဲသူအဲ့မှာကုသိုလ်တွေဆိုတဲ့ပြားတွေခန်းနေတော့အကုသိုလ်အပူကမလောင်သေးဘူးကုံမလောင်မှာဒါကဓမ္မပဒမှာလာတဲ့ဖြစ်တစ်ခုနောက်တစ်မျိုးရှိတာကဦးဇင်းတို့မဟာဗုဒ္ဓဝင်ထဲမှာမင်းကုန်းဆရာတော်ကြီးဖြေထားတာတစ်ခုရှိရပေါ့နော်မူရင်းထက္ကရာကျမ်းတော်ဦးဇင်းမတွေ့ခြားတာမတွေ့သေးလို့ပေါ့နော်မင်းကုန်းဆရာတော်ကြီးဖြေပေးထားတာကဒုစရလို့ကြီးပွားနေတဲ့သူတွေဟာအရင်တော့ဒါနလုပ်တဲ့အခါမှာနှစ်မျိုးလုပ်ခဲ့တာတစ်မျိုးဒါနတစ်မျိုးကအကုသိုလ်လုပ်တဲ့ဒါနအကုသိုလ်နဲ့ရောနေတဲ့ဒါနနော်အကုသိုလ်လုပ်ပြီးတော့ဒါနလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဒီအကျိုးပေးတဲ့အခါမှာလည်းအကုသိုလ်နဲ့မှအကျိုးပေးတာသူဒါနကနော်ဒီတိုင်းဆိုရင်သူဒါနကအကျိုးမပေးဘူးအကုသိုလ်လုံးမှအကျိုးပေးတာအကုသိုလ်နဲ့အကျိုးပေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အရင်ဘဝကသူ့ရဲ့ဌာနဒီအကုသိုလ်နဲ့တွဲတဲ့ဌာနဖြစ်နေလို့နော်ဌာနလုပ်ကြတဲ့ကကိုအကုသိုလ်နဲ့တွဲပြီးလုပ်ခဲ့တာအဲကြောင့်အကျိုးပေးတဲ့ခါမှာလည်းအကုသိုလ်နဲ့တွေ့မှသူအကျိုးပေးတာတချို့ဟိုပေါ့နော်တရားတော်တွေနာပြီးတော့ငါအကုသိုလ်လုပ်ငန်းတွေမလုပ်တော့ဘူးတမာစီကငါလုပ်တော့မယ်ပေါ့လေဆုံးဖြတ်လိုက်တယ်တမာစီကလုပ်တော့လုံးဝမဖြစ်ဘူးစီးပွားမဖြစ်ဘူးစီးပွားမဖြစ်ဘူးအဲ့တော့ပြန်လုပ်တယ်ဒုစရိုက်တွေပြန်လုပ်တယ်အောင်မြင်တယ်သူကဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကလုပ်ခဲ့တဲ့ဌာနဒီမစင်ကြဲတဲ့ဌာနနော်ဒုစရိုက်နဲ့တွဲပြီးလုပ်ခဲ့တဲ့ဌာနမို့လို့အကျိုးပေးတော့လဲဒုစရိုက်နဲ့အကျိုးပေးတယ်အဲ့လိုမျိုးပါဒီဗီဒီယိုမှာသင်တို့တစ်ခုခုရရှိမယ်လို့ယုံကြည်ပါတယ်